Okay, yo guys ဒီနေ့မှာတော့ Bluffro ရဲ့ Shaman Karate ဘယ်လိုယူရမလဲဆိုတာကိုပြပြရမယ်။ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းမယူရသေးတဲ့အတွက်ဒီနေ့ပဲရပါမလားဒါမှမဟုတ် free ရမလားဆိုတာတော့ဆက်ကြည့်လိုက်ရအောင်။ Okay, bro က Shaman Karate ကိုယူမယ်ဆိုပထမဆုံးလိုအပ်ချက်လေးတွေအရင်ဆုံးပြပြပါမယ်။ Shaman Karate ရဲ့ V15 ဆိုင်ဖြစ်တဲ့ Water Kofu ကို Misery 400ထိရအောင် fan ထားမှာဖြစ်ပြီး Money 2.5 million လည်းလိုအပ်ပါတယ်။ Fragment ကိုလည်း9000လောက်ထိရှာထားရမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီချက်လေးပြေသွားလို့ရှိရင်ကျွန်တော် Forgotten Island ကိုတွားရပါမယ်။ Okay, Forgotten Island ကိုရောက်ပြီဆိုလို့ရှိရင် bro အနေနဲ့အရေးကြီးတဲ့အချက်တစ်ချက်ကိုလုပ်ရပါမယ်။အဲ့ဒါ Shaman Karate ယူရင် Water Key ကိုကျွန်တော်တို့ကတစ်ခါထည့်ပေးရမှာပါ။ Water Key ကိုတော့ဒီကျုံးမှာရှိရဲ့ boss ကိုတက်ရမှာပါ။ Water Key ကလွယ်လွယ်နဲ့မရတဲ့အတွက် boss ကိုဂျုံလိုက်တက်ပေးဖို့လိုပါတယ်။ Okay, Water Key ရပြီဆိုရင်တော့ bro ဒီ NPC ကိုအရင်ပေးထားလိုက်ပါတော့။ Okay, ကျွန်တော်ကတော့ Water Key ပေးပြီးသွားပြီဆိုတော့ 2.5 million နဲ့ Fragment 9000ပေးပြီးကျွန်တော်တခါရေဝယ်လိုက်ပါတယ်။ Okay, M1 ထက်အမြင်နဲ့ပြီးတော့ range ရတယ်မစိုးဘူးလို့ပြောလို့ရတယ်။ဗုဒ္ဓဘုပါကိုစားပြီးရင် spam လို့ရတယ်ဗျာ။ ready ဒီမှာဖြစ်ဖြစ် CA ဘန်းဒီမှာဖြစ်ဖြစ်ပေါ့။ Shaman Karate ကကံမိုတစ်ခုကိုစားတတ်လို့ရှိရင် OP ဖြစ်တယ်။မစားတတ်ရင်တော့ကျွန်တော်လိုပဲနူးဖြစ်မယ်ဗျ။ဒီနေ့ဗီဒီယိုထဲမှာတော့ Shaman Karate ကိုဘယ်လိုယူရမလဲဆိုတာကိုနားလည်ရလွယ်ဆုံးနဲ့ရှင်းပြထားတယ်။ကျွန်တော်ကတော့စပယ်တွေကိုမဆန်းပြတော့ဘူး။ Okay, ဘာပဲဖြစ်ဖြစ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုကြိုက်ရင် like and subscribe လေးလုပ်ပေးပါ။မကြိုက်လည်း like လုပ်ပေးပါ။